key C family မိသားစုကော်လေးတွေကြောင်းပေါ့နော်ခြေကမောက်လေးညီလေးညီမလေးတွေအတွက် C ကဘယ်လိုကင်မလဲဆိုရင်1 2 3 4 5 6 6ကျိုးရှိရနော်6ကျိုးမှာ2ကျိုးကိုတိကွက်မှာလက်ညိုးလေးနဲ့နော်ပြီးရင်4ကျိုးကိုလက်ကလေးနဲ့2ကွက်မှာ2ကွက်3ကျိုးက5ကွက်မှာလက်တကြွယ်နဲ့အဲ3ကျိုးကိုပဲနှိပ်နော်ကျန်တဲ့ကျိုးတွေမထိလို့မရဘူးကျန်တဲ့ကျိုးတွေထိရင်အတန်ထွက်မှာမဟုတ်တော့နော် C ဒါ C 2 4 5တူလက်လေးနဲ့သူနှိပ်နော်လက်ညိုးလက်ကလေးဒါလက်တကြွယ်2 4 5 C ပြီးရင်အင်္ဂလိပ်အခရာအတိုင်းပဲသွားကြတာပေါ့ C ပြီးရင် D ကြတော့သူက re ဆိုတော့သူက minor ကောကိုယူတာပေါ့1ကျိုး1ကွက်မှာနှိပ်တယ်3ကျိုးကို2ကွက်မှာနှိပ်မယ်3ကျိုးကို2ကွက်မှာနှိပ်မယ်2ကျိုးကို3ကွက်မှာနှိပ်မယ်လက်တကြွယ်နဲ့တူးလိုက်နဲ့သူနော်1 3 2နော်ဒီ3နဲ့ဒီ minor ပါနှစ်1ကျိုး1ကွက်3ကျိုး2ကွက်2ကျိုးက3ကွက်ဒီ minor နော်ဒီစာမှာရေးတော့ D နဲ့ M အသေးလေးနဲ့ပေါ့ဒီ minor ပေါ့အဲ့တော့စောစောက C ပြီးရင်ဒီ minor အခရာမှာ D ပြီးရင်ပါလာတယ် E လာမယ် E ဆိုတော့ဒီမှာ E ကြတော့သူကE minor E minor ကဘယ်လိုကိုင်ရမလဲဆိုတော့5ကျိုးကိုလက်ကလေးနဲ့2ကွက်မှာ4ကျိုးကိုလည်းလက်တကြွယ်လေးနဲ့2ကွက်မှာပဲเนาะအဲ့2ကျိုးတဲ့ကျန်တဲ့ကမပါဘူးအဲ့တော့ဒါနှိပ်လိုက်တယ်အဲ့2ကျိုးပဲနှိပ်မယ်2ကွက်မှာပဲเนาะလက်ကလေးရဲ့လက်တကြွယ်ရဲ့5ကျိုးရဲ့4ကျိုးရဲ့ဆိုတော့3ဝက်ရှိပါရဲ့เนาะ C D minor E minor ရှင်းထောင်လေးမှာရေးတာ E အကြီးနဲ့ M အသေးလေးနဲ့လေ E minor လို့ခေါ်တာเนาะ E minor အခရာမှာ E ပြီးရင် F လာတယ်เนาะ F ကတော့ကြတာစတင်တဲ့ညီလေးညီမလေးတွေလက်လန်ကြတဲ့အကွက်တွေပေါ့စိတ်မလျှော့ပါနဲ့ကျွန်တော်တို့တော့လည်းဒီလိုပါပဲနှိပ်ပါများတော့လေသူကသူတန်ထွက်လာတာပဲအဘကဘလောကရမယ်ဆိုရင်1ကွက်မှာ1ရဲ့2ရဲ့ကို1ရဲ့2ရဲ့နှိပ်လက်မကြီးဝါဒီတူကြီးပေါ်ကြီးမတက်ထားအောင်နော်ဖလက်တန်လေးကိုနောက်ကနေပြီးတော့အလယ်လောက်ကနေထောက်ထားပေါ့ဒါမျိုးလေးပေါ့နော်အလယ်လောက်ကနေပြီးတော့ထောက်ထားမှန်ဟဲ့ထောက်ထားတဲ့အခါမှာလည်းဒီလိုကြီးဟုတ်ကျိုးကြီးတဲ့ဘက်ကိုလည်းလက်မထိတ်ကိုမလှည့်တာနဲ့အပေါ်တဲလောက်လေးပဲထောက်နေနော်ပေါ်တဲလောက်လေးပဲထောက်တာလက်ထောက်တာအဲ့လိုလေးထောက်တာတင်းနဲ့နှစ်နဲ့ကိုလက်ညိုးလေးနဲ့ပြီးရင်3ကျိုးကို2ကွက်မှာနော်3ကျိုးကို2ကွက်မှာဒါ1ကျိုးရော2ကျိုးရောဖေးရမှာနော်လက်ညိုးက1ရဲ့2ရဲ့နှိပ်1ရဲ့2ရဲ့နှိပ်တာအတန်ထောက်အောင်နှိပ်ရမှာတန်ထောက်အောင်နှိပ်ပြီးရင်3ကျိုးကို2ကွက်မှာလက်ကလေးနဲ့နော်3ကျိုးပြီးရင်5ကျိုးကို3ကွက်မှာလက်စကြွယ်နဲ့5ကျိုး3ကွက်ပြီးရင်4ကျိုးကိုလည်း3ကွက်မှာပဲလက်သားလေးနဲ့ဒီလိုမျိုးနော်5ရဲ့4ရဲ့ကိုဒီလိုလေးနှိပ်မယ်ပြီးရင်3ကျိုးကို2ကွက်မှာနှိပ်မယ်ပြီးရင်1 2ကို1ကွက်မှာနှိပ်မယ်နော်ဒါ Fနော်တစ်ခေါက်ထပ်ပြောရမယ်1ရဲ့2ရဲ့ကိုလက်ညိုးလေးနဲ့စုံနှိပ်တာနော်1ရဲ့2ရဲ့ကို3ကိုမထိသေးနဲ့1နဲ့2နဲ့ပဲနော်တင်းနဲ့နင်းနဲ့ပဲတင်းနဲ့နင်းနဲ့ကိုတစ်ကွက်မှာနှိပ်မယ်
3ကျိုးက2ကွက်မှာလက်ကလေးနဲ့လိုက်မယ်နော်ပြီးရင်5ကျိုး2ကွက်5ကျိုး3ကွက်နော်လက်တကြွယ်နဲ့4ကျိုး3ကွက်လက်သားနဲ့နော်အတန်လေးညီအောင်ထားနော်အတန်လေးညီမှသွားလှတာဟိုဘတ်ဒီဘတ်ဆိုရင်ဒီလိုကြည့်တော့မလှဘူးလေနှိပ်ခါသားတော့ဒီလိုပဲဖြစ်လိမ့်မယ်ကျွန်တော်တို့တော့လည်းဒီလိုပဲနောက်ပိုင်းကျတော့လည်းသူကသူဖိတ်နေလက်ကတောင်သွားတာပေါ့နော်နှိပ်တက်သွားရင်တော့လက်မဘယ်လိုထားလို့ရတယ်မနှိပ်တက်ခင်ကြားမှာတော့လက်လေးနည်းနည်းကာလို့ရအောင်လို့နော်ဒီလိုလေးထားလက်မလေးကိုဒီလိုလေးထားပြီးနော်နောက်ကနေဟိုကြော်ထွက်မလာနဲ့လေပေါ့ဒီလိုလေးပဲနေနှိပ်တက်သွားရင်တော့ရပြီလက်ကအကျင့်ပါသွားတဲ့သဘောဒီလိုလေးနေနော်ဒါကြတော့ up ပါနော်စပြန်စားရင် C D minor E minor F F အင်္ဂလိပ် F ရမှာ F ရင် G လာတယ်နော် G လာတော့ဒါမျိုးလေးပေါ့ငါ6ကျိုးလက်စရွယ်နဲ့5ကျိုးက2ကွက်မှာလက်ကလေးနဲ့နော်ပြီးရင်1ကျိုး3ကွက်မှာလက်တန်းလေးနဲ့နော်ဒီတိုင်းကင်တာပို့ပြီးတော့ဒီချိန်မှာအသုံးဝင်တယ်တချို့လက်နည်းနည်းတိုတဲ့ညီလေးတွေညီမလေးကြားတော့လဲဒီလိုမကင်ရင်ဒီလိုကင်လို့ရတယ်2ကျိုး5ကွက်5ကျိုးနော်6ကျိုး3ကွက်ပြီးရင်1ကျိုး3ကွက်နော်5ကျိုး2ကွက်6ကျိုး3ကွက်1ကျိုး3ကွက်အဲ့တိုင်းလေးလက်ကင်လို့ရတယ်ဒါတော့Gပေါ့ဒါမှတချို့ G7 လို့ပါတော့ကင်ရတော့မယ်ဆိုရင်ဒီလိုကင်တာတိတ်အသုံးဟိုပါမဖြစ်ဘူးပေါ့ပြန်ချိန်ရမှာပေါ့အဲ့တော့ဒီတိုင်းလေးပဲကင်နော်အတန်မထွက်တဲ့ရအောင်ကင်နောက်ကိုထွက်သွားလိုက်မယ်ကျွန်တော်လည်းခုလည်းတရားအောင်ကင်5ကျိုးကညှိတော့နော်5ကျိုးညှိတော့မထွက်တဲ့ပြဿနာမရှိဘူးခေတ္တသမားတော်များများလည်း5တန်မထွက်ကြအောင်6 5 1နော်6 5 6 5 1 6ကျိုး3ကွက်5ကျိုး2ကွက်လက်ကလေးနဲ့1ကျိုး3ကွက်လက်တန်းလေးနဲ့နော် G အဲ့မှာတော့ G7 လို့ပါလို့နိုင်ရမယ်ကျွန်တော်စင်ကြည့်တာဟုတ်ဒါဆို G7 ဖြစ်သွားတာပေါ့ဒါထားလိုက်ပါမီတာပြီးပေါ့ဆိုတော့ G တော့စားပြန်စားရင် C D minor E minor F G ပြီးရင် A က A minor ရှင်းစာအုပ်တွေကော့တွေတချို့စာရွက်တွေမှာရေးရင်တော့ A အကြီးနဲ့ M အသေးလေးနဲ့ A minor ဒါ A minor လို့ခေါ်နော်4ကျိုး2ကွက်3ကျိုး2ကွက်နော်4ကျိုး2ကွက်ကိုလက်ကလေးနဲ့3ကျိုး2ကွက်ကိုကလက်ကြွယ်နဲ့ပြီးရင်2ကျိုး1ကွက်ကိုကလက်ညိုးလေးနဲ့1ကျိုးမထိသေးနဲ့နော်1ကျိုးလောအောင်ကိုင်းလေး2ကွက်မှာပဲထား1ကျိုးမထိသေးနဲ့ထိရင်အတန်မထွက်တော့ဘူးဟောဒါမျိုးဖြစ်နေဘတ်နားတော့လို့မလှတော့ဘူးပေါ့နော်လောအောင်ကိုင်းလေးနော်2 4 3နော်2ကွက်တယ်နော်တခြားကွက်တွေမပါဘူး3ကွက်ထိအောင်မရဘူး2ကျိုး1ကွက်4ကျိုး2ကွက်3ကျိုး2ကွက်မှာနော်အမှဟိုက1ကျိုးညီးနေဒီလိုဖြစ်နေ1ကျိုးအတန်မထွက်တော့လက်လေးကိုထောင်ပြီးတော့နှိပ်တာဒီနိုင်တာပေါ့နော်2ကျိုး1ကွက်4ကျိုး2ကွက်3ကျိုး2ကွက်နော်ဒီမိုင်းနာပါပြီးရင်စားနေ C D minor E minor
F G A minor now A ပြီးရင်အခရာမှာပါလာတယ် A ပြီးရင် B လာတယ် B ကြတော့ B7 ပေါ့လေနော် B7 ကြတော့2 3 4ကို4ခွက်မှာလက်ညိုးလေးနဲ့နှိပ်နော်နှစ်ကွက်မှာလေ2 3 4နှစ်ကျိုးရယ်3ကျိုးရယ်4ကျိုးရယ်ကိုလက်ကိုတစ်စစ်ချိုးပြီးတော့ပေါ့ဒီလိုမျိုးလေးနော်ဘယ်လိုပြဒီလိုလေးနော်ချိုးထားလေနော်လက်ကိုဒါမျိုးလေးပေါ့နော်ဒီလိုမျိုးအတဲ့ကြီးလို့လည်းတိကျိုးရမလို့ဘူးလေဆိုတော့လက်တစ်စစ်ကိုချိုးတာနော်ဒါမျိုးလေးပေါ့တိကျိုးလို့အောင်နော်တိကျိုး2ရယ်3ရယ်4ရယ်ကို4ခွက်မှာနော်တိကျိုးမပါဘူး2 3 4ကို4ခွက်မှာနဲ့ရယ်ပြီးရင်တိကျိုးကို5ခွက်မှာလက်တကြွနဲ့နဲ့နော်ဒါ B7 ပေါ့အပေါ်ကျိုးတွေတီးလို့မရအောင်အပေါ်နှစ်ကျိုးတီးလို့မရအောင်နော်အောက်လေးကျိုးပဲတီးလို့အပေါ်လေးကျိုးအတန်မထွက်သေးခြင်းလည်းလက်ကလေးလေးနဲ့ break အုပ်ထားလိုက်ပေါ့ဒါလို့ဘလောက်အပေါ်လုံးကလည်းဒီအတန်ဒီနှစ်တန်မထွက်ဘူးပေါ့လေ9နဲ့6နဲ့ရနော်ဒီလိုကိုလက်ကလေးက idea မမိဘူးဆိုတော့လည်းအောက်ကျိုးတော့ပဲသတိထားပြီးခတ်ပေါ့လေးကျိုးတော့B7 နော်B7 နောက်တစ်မျိုးရှိတယ်နောက်တစ်မျိုးကဒီကျွန်တော်လည်းကြိုင်နေကြတော့မှာဒီကောင်လည်းသုံးများကြဒီကောင်တော့ classic ရဲ့သမားတွေအတွက်သုံးများတဲ့ပေါ့မျိုးပေါ့လေ B7 ၄ကျိုး1ကွ5ကျိုး2ကွ4ကျိုး2ကွ1ကျိုး2ကွနော်4ကျိုး1ကွက်ကလက်ညိုးနဲ့ပြီးရင်5ကျိုး2ကွက်လက်ခလဲနော်ပြီးရင်4ကျိုး3ကျိုး2ကွက်3ကျိုး2ကွက်ကလက်တကြွယ်နဲ့နော်ပြီးရင်1ကျိုး2ကွက်လက်သားအဲ့ဒါလေးက B7 ပါပဲဆိုတော့ပြန်စားရင် C D minor E minor F G A minor B7 နော် B7 အားလုံးဘယ်နှကွက်တော့ C 1 D minor 2 E minor 3 4 9ကွက်နော်စီကီးဆိုတာနဲ့သူကဒီ9ကွက်ပဲအများဆုံးသုံးကြတာစီကီးတချင်းပဲကီးတုံးတချင်းလေးကိုကြည့်လိုက်လို့စီကီးဆိုရင်ဒီ9ကွက်နဲ့ပဲလှည့်ပတ်ပြီးတီးကြနော်အချို့ကျတော့တေးရည်တွေရဲ့ပညာနဲ့ပြပြီးတော့ဟို B flat တို့ပါလို့ကျတော့ချားပါတယ်ပါခဲတယ်စီကီးထဲမှာ B flat တွေပါမျိုးတွေလေ B အကြီးနဲ့ B အသေးလေးနဲ့နှလုံးရေးထားတဲ့ B flat မျိုးတွေကြတော့အားကြတော့ B နောက်ကော့ family ထဲမှာပါလာမှာပေါ့ကျွန်တော်တို့အများစုကတော့ C key ဆိုတာနဲ့ဒီ9ကွက်ထဲမှာပဲเนาะF G A minor B7 ကျွန်တော်ဒီရပဲအသုံးများပါတယ်ဒီက classic သမားတွေသုံးကြတာကိုင်နေရမဟုတ်တော့တိတ်မတည်တတ်ဘူးပေါ့နော်အဲ့ဒါဆို B7 တော့3ရပါတယ်ဆိုပါ
ပြန်တွေ့မယ်နော်တတား